ဒီစစ်စင်ရေးလေးတစ်ခုကြောင့်ဩစတြေးလျစစ်တပ်ဟာရှက်တကွဲဖြစ်ခဲ့ရတယ်။အားလုံးပဲမင်္ဂလာပါရှင်။ Interest Knowledge Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။စစ်ပွဲတစ်ခုမှာစစ်တပ်တွေစစ်သားတွေနဲ့ကြီးစံထောင်ပေါင်းများစွာတောင်းခဲ့ပေမဲ့ရန်သူကိုတရားမှမတတ်နိုင်မဲ့ရှက်တကွဲဆုတ်ခွာခဲ့ရတဲ့ဆိုရင်တင်ယုံမလား။ပိုပြီးထူးဆန်းတာကအဲ့ဒီရန်သူဟာလူသားစစ်တပ်မဟုတ်ပဲပြန်တန်းလို့မရတဲ့ငှက်တွေဖြစ်နေခဲ့ပါတယ်။ဒါဟာဟာသပုံမြင်မဟုတ်ပါဘူး1932ခုနှစ်မှာဩစတြေးလျအစိုးရဟာတကယ်ပဲအီမူငှက်တွေကိုစစ်ကြင်ညာခဲ့ပြီးခင်မီစစ်တပ်တွေအထိအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ရလကတော့တကမ္ဘာလုံးကနှောင်ရလောက်အောင်ကိုအောက်ခြေလွတ်ခဲ့ပါတယ်။ဩစတြေးလျစစ်တပ်ဟာဒီငှက်တွေကိုဘာလို့ရန်သူလို့သတ်မှတ်ခဲ့တာလဲ။ငှက်တွေကရောစစ်တပ်ကိုဘလို့နီးပြူဟာတွေနဲ့ပြန်တိုက်ခဲ့လို့စစ်တပ်ကရှုံးနေခဲ့ရတာလေ။ဒီနေ့ဗီဒီယိုမှာတော့သမိုင်းမှာအစမ်းဆုံးစစ်ပွဲတစ်ခုဖြစ်တဲ့ The Great Emu War အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်မှာဩစတြေးလျအစိုးရဟာစစ်ပွဲကနေပြန်လာတဲ့စစ်ပြန်တွေကိုစားဝတ်နေရေးအတွက်မြေကွက်တွေပေးပြီးဂျုံဆိုင်ဖို့အားပေးခဲ့ပါတယ်။ဒါပေမဲ့1929ခုနှစ်စီးပွားပြက်ကတ်ကြီးကြောင့်ဂျုံစတွေထိုးကျကုန်ပြီးလယ်သမားတွေဒုက္ခရောက်နေချိန်မှာနောက်ထပ်ပြဿနာကြီးတစ်ခုကရောက်လာပါတယ်။အဲ့ဒါကတော့အီမူငှက်အုပ်ကြီးပါ။အီမူတွေဟာမျိုးပွားချိန်ရောက်ရင်ကမ်းရိုးတန်းကနေကုန်းလင်းမိုင်းကိုရွှေ့ပြောင်းနေရှိပါတယ်။အဲ့ဒီမှာလယ်သမားတွေစိုက်ထားတဲ့ဂျုံကင်းကြီးတွေကိုတွေ့တဲ့အခါသူတို့တက်တော့ဒါဟာဘူဖေးစားသောက်ဆိုင်ကြီးကိုတွေ့တယ်လို့ဖြစ်သွားပါတယ်။ငှက်အကောင်ကြီး2000လောက်ရှိတယ်။အီမူငှက်အုပ်ကြီးဟာဂျုံဝင်းတွေကိုစားအောင်နေမကပဲခြံစည်းရိုးတွေကိုပါဖျက်ဆီးပစ်ကြပါတယ်။လယ်သမားတွေကအီမူတွေကိုမောင်းထုတ်ဖို့အတွက်အစိုးရကိုခဲယမ်းမိကြတွေအကူအညီတောင်းပါတယ်။ဒါပေမဲ့ဩစတြေးလျကာကွယ်ရေးဝန်ကြီးကဒါကိုလက်ကျင်တစ်ခုအနေနဲ့သဘောထားပြီးစစ်တပ်ကိုလွှတ်လိုက်ပါတယ်။ယူနီဖောင်းအပြည့်အစုံလူဝက်စောတနက်နှစ်လက်နဲ့ကြီးစံမောင်း1000ကိုသုံးပြီးငှက်တုတ်တင်ရေးစစ်စင်ရေးကြီးကိုစတင်ခဲ့ပါတယ်။ဒီလိုနဲ့1932ခုနှစ်နိုဝင်ဘာလ2ရက်နေ့မှာစစ်စင်ရေးကြီးစတင်ခဲ့ပါတယ်။စစ်သားတွေကတော့ငှက်ဆိုတာအနားကပ်ပြီးပြစ်လိုက်ရင်တေမာပဲလို့ထင်ခဲ့ကြပေမဲ့အီမူတွေဟာသူတို့ထင်တယ်လို့မဟုတ်ခဲ့ပါဘူး။ပထမဆုံးချိန်ပြစ်ခတ်မှုမှာငှက်တွေဟာလူတွေနားမကပ်ပဲအဝေးကနေပြန်ထွက်သွားကြပါတယ်။အီမူတွေကတနာရီကိုမိုင်30ကျော်နှုန်းထိပြေးနိုင်ကြပါတယ်။စစ်သားတွေကစစ်တပ်နဲ့လိုက်ပစ်ပေမဲ့ငှက်တွေကအုပ်စုလိုက်မနေပဲလူစုခွဲပြေးတဲ့အတွက်စီစံတွေအလကားကုန်ဝဲရပါတယ်။နိုဝင်ဘာလ4ရက်နေ့မှာတော့ဩစတြေးလျစစ်တပ်ကအကြံတစ်ခုရလာခဲ့ပါတယ်။ရေကန်နားမှာငှက်အုပ်ကြီးကိုချောင်းမြောင်းပြီးပစ်ဖို့ပါ။ငှက်1000လောက်ရှိရဲ့ငှက်အုပ်ကြီးအနားကိုရောက်လာတဲ့အချိန်မှာစစ်တပ်ကိုဆန့်ညစ်လိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့စစ်တပ်ကဂျမ်းပြစ်သွားပြီးကြီးစားမထွက်တော့ပါဘူး။အဲ့ဒီနေ့မှာငှက်10ကောင်လောက်ပဲတိတ်ပြီးကျန်တဲ့ငှက်တွေကတော့လှောင်ပြုံးပြုံးညပြီးထွက်ပြေးသွားကြပါတယ်။ချယ်ရင်လိုက်လို့မမီတဲ့စစ်သားတွေဟာထရက်ကားပေါ်မှာစစ်တပ်တင်ပြီးတော့လိုက်ပစ်ဖို့ကြိုးစားခဲ့ပေမဲ့လက်တွေ့မှာတော့အီမူတွေကကုန်းချမ်းပေါ်မှာကားထက်ပုံမြန်နေပါတယ်။လမ်းကလည်းကျန်းတော့ကားကခုန်နေပြီးစစ်သားတွေကတနက်ကိုအငြိမ်မကင်နိုင်ပဲပြစ်မှတ်လွဲကုန်ပါတယ်။စောင့်ကြည့်နေတဲ့သတင်းတော်တစ်ယောက်ကတော့အီမူတွေမှာကိုပိုင်စစ်ဗျူဟာရှိရဆိုပြီးတော့မှတ်ချက်ပေးခဲ့ပါသေးတယ်။ငှက်အုပ်ထဲမှာအရက်ရှည်ဆုံးငှက်တစ်ကောင်ကကင်းဆောင်မင်းနေပြီးလူဝေလာတာနဲ့အချက်ပေးလိုက်တာကြောင့်ကျန်တဲ့ငှက်တွေကနီးမျိုးစုံနဲ့ဖြန့်ပြေးသွားကြတာပါ။တပတ်လောက်ကြာတဲ့အခါမှာကြီးစံ2500ကျော်သုံးပြီးသွားပေမဲ့ငှက်အနှဲငယ်ပဲတတ်နိုင်ခဲ့ပါတယ်။ကာဝဲဝင်ကြီးဌာနဟာအရှက်ရပြီးစစ်တပ်ကိုပြန်ပြီးရုပ်သိမ်းလိုက်ရပါတယ်။ဒါဟာပထမကျန်ရှုံးနိမ့်မှုပဲရှိပါသေးတယ်။ဒုတိယတစ်ချိန်စစ်စင်ရေးကိုထပ်လောက်ခဲ့ပေမဲ့လည်းရလက်ကတော့မထူးခြားခဲ့ပါဘူး။ကြီးစံမောင်း9800ကျော်သုံးခဲ့ပြီးမှငှက်900ကျော်ပဲတေးခဲ့ပါတယ်။ဆိုလိုတာကငှက်တစ်ကောင်တေးဖို့ကြီးစံ10လောက်ထက်မကသုံးခဲ့ရတာပါ။ဒီအကြောင်းကိုစွတ်တော်ထဲမှာမေးခွန်းထုတ်တဲ့အခါအမတ်တယောက်ကဒီစစ်ပွဲအတွက်ဂုံလူဆောင်တစ်စိတ်တွေပေးအောင်မလားလို့ခနဲ့ပြီးမေးခဲ့ပါတယ်။နောက်အမတ်တယောက်ကတော့ဂုံလူဆောင်တစ်စိတ်တွေပေးမယ်ဆိုရင်တော့ငှက်တွေကိုပဲပေးရမှာ။ဘာလို့လဲဆိုတော့သူတို့ကစစ်ပွဲတိုင်းမှာအနိုင်ရနေလို့ပဲလို့ရှုံးဖောက်ပြီးပြန်ဖြေခဲ့ပါသေးတယ်။ကမ္ဘာမီဒီယာတွေကလည်းဩစတြေးလျစစ်တပ်ဟာငှက်ကိုရှုံးသွားပြီဆိုပြီးလှောင်ပြောင်ရေးသားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အစိုးရဟာငှက်တွေကိုတနက်လိုက်ပြစ်မဲ့အစားချန်စီယိုတွေကိုပို့ခိုင်အောင်ကားတဲ့စနစ်ကိုပဲပြောင်းလဲအသုံးပြုခဲ့ရပါတော့တယ်။ The Great Emu War ဟာသမိုင်းမှာတော့လူတွေရဲ့မာမာနာနဲ့ပေါ်ဆာမှုကြောင့်ဖြစ်ခဲ့ရတဲ့မှတ်တမ်းတစ်ခုလိုကျန်ရစ်ခဲ့ပါတယ်။တဘာဝတရားကိုအင်အားသုံးပြီးနိုင်နေမှုစ조사တိုင်းအများနဲ့အောင်မြင်လိမ့်မရှိဘူးဆိုတာကိုဒီငှက်တွေကသက်သေပြသွားခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။